ဗျိုင်းကိုကြီးရဲ့လောဘတခါကတောအုပ်တစ်ခုမှာအသက်အရွယ်ကြီးရင်ပြီးအာရင်ချိနဲ့နေတဲ့ဗျိုင်းကိုကြီးတစ်ကောင်ရှိလေတယ်ထိုဗျိုင်းကိုကြီးဟာအာရင်လွန်စွာချိနဲ့နေတဲ့အတွက်အမဲလိုက်ရန်ပင်များစွာဒုက္ခရောက်နေလေတယ်ဒီနေ့မှာဗျိုင်းကိုကြီးဟာရေကန်ဘေးမှာထိုင်ပြီးရေကန်ထဲကငါးလေးတွေကိုစားလို့တော့ကြည့်ဖြစ်စူးစိုက်ကြည့်နေခဲ့တယ်ထိုချိန်တွင်ငါးလေးတစ်ကောင်ကဗျိုင်းကိုကြီးကိုကြည့်ပြီးအိုးဗျိုင်းကိုကြီးဘာတွေများဒီလောက်ထိစူးစူးစိုက်စိုက်ကြည့်နေရတာလဲဟုမိလိုက်လေတယ်ငါအစာမစားရတာ2ရက်လောက်ရှိနေပြီဘိုက်စာပြီးအားမရှိတော့ဘယ်အမဲမှလည်းမနိုင်နိုင်တော့ဘူးဟုပြောလေတယ်ထိုအခါငါးလေးကလောကကြီးမှာမွေးဖွားလာတဲ့သတ္တဝါတိုင်းဟာဘဝရဲ့ကာလသုံးပါးကိုဖြတ်တန်းရတယ်ကလေးဘဝလူငယ်ဘဝအိုမင်းချင်းဘဝခမရရဲ့ကာလနှစ်ခုကိုဖြတ်တန်းပြီးအခုတတိယကာလကိုပျော်ရွှင်စွာဖြတ်တန်းပါတော့ဟုပြောလိုက်တော့တယ်ထိုစကားကိုကြားပြီးဗျိုင်းဝကြီးကဒေါသထွက်ကမင်းကိုဘာထင်းနေတာလဲငါလူငယ်ဖြစ်တုန်းကမင်းတို့ငါးတွေတဲကဘယ်သူမှငါ့ကိုစကားပြန်မပြောရဲဘူးဒါပေမဲ့အခုငါအိုသွားပြီဆိုတော့မင်းတို့ကငါ့ကိုလှောင်ပြောင်နေတာလားဟုမေးလိုက်ပါတယ်အိုးဗျိုင်းဝကြီးခမရအကြောင်းကိုငါအမေနဲ့အဖွားစီကကြားဘူးတယ်ခမရလူငယ်ဖြစ်တုန်းကအရန်ကိုစိုးတာတဲ့အခုတော့ခမရကအိုးနေပြီဘာမှမလုပ်နိုင်တော့ဘူးမလားဟုလောင်ပြောင်ကထွက်ခွာသွားပါတယ်ထိုအခါဗျိုင်းဝကြီးကအကယ်၍ငါသာလူငယ်ပြန်ဖြစ်မယ်ဆိုရင်ဒီအရသာရှိတဲ့ငါးတွေကိုကောင်းအောင်စားပစ်လိုက်မှဟုကြုံသွားလေတယ်ထိုမြင်ကွင်းကိုအဝေးမှကြီးပြူတကောင်ကမြင်သွားကသူ့ရဲ့တငယ်ချင်းဖြစ်သူတွေကိုပြောပြလေတယ်ငါဗျိုင်းဝကြီးတကောင်ရဲ့အခြေအနေကိုမြင်ပြီးကတည်းကဦးမင်းချင်းကိုကြောက်လန့်လာတယ်ဟုပြောလိုက်လေတယ်ရာနုငငယ်ကအံ့ဩစွာဖြင့်မင်းဘာကိုပြောချင်တာလဲဟုမေးလိုက်လေတယ်ငါရေကန်ဘေးမှာဗျိုင်းဝကြီးကိုတွေ့ခဲ့တယ်ငါးတကောင်ကသူ့ရဲ့ဦးမင်းချင်းကိုလှောင်ပြောင်ပြီးထွက်ခွာသွားတာကိုမြင်ခဲ့ရတယ်အဲ့ဒီဗျိုင်းဝကြီးခမရ2ရက်လုံးအစာမစားရသေးဘူးဟုကြီးပြူကပြောလိုက်တော့တယ်ကြီးပြူ၏စကားကိုကြားသောအခါရာနုငငယ်သည်ဝမ်းနေသွားပြီးမီနုငတ်ကိုကြည့်ကမီနုရေငါတို့လည်းအိုးမင်းသွားတဲ့အခါအဲ့ဒီဗျိုင်းလိုပဲဖြစ်သွားမှာလားဟုမေးလိုက်လေတယ်မဟုတ်ဘူးရာနုဒီလိုဖြစ်လာမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ငါတို့အားလုံးကအိုးမင်းချင်းအတွက်ကြိုတင်ပြင်ဆင်သွားကြမှာမို့လို့ပဲပြီးတော့အဲ့ဒီဗျိုင်းအကြောင်းကိုကြားရတာငါစိတ်မကောင်းဘူးဒါပေမဲ့ဘယ်သူမှအကြောင်းမဲလှောင်ပြောင်ကြမှာမဟုတ်ဘူးဟုမီနုငတ်ငယ်ကပြောလိုက်ပါတယ်နောက်ပြီးမင်းတို့ကအဲ့ဒီဗျိုင်းရဲ့အိုးမင်းချင်းကိုပဲမြင်တာသူလူငယ်ဘဝတုန်းကဘာတွေလုပ်ခဲ့လဲဆိုတာငါတို့မှမသိနိုင်တာပဲဒါပဲဖြစ်ငါတို့အဲ့ဒီဗျိုင်းဝကြီးကိုကူညီတင်တယ်လို့ကြီးပြူကပြောလေတယ်ငါတို့ကိုယ်တိုင်ကအားနေတဲ့ငှက်တွေဖြစ်ပြီးညနေအထိစူးစမ်းပြီးမှကိုဝမ်းကိုကြောင်းနိုင်တာငါတို့ကသူ့ကိုဘယ်လိုကူညီနိုင်မှာလဲဟုဆိုကမီနုငတ်ကထွက်သွားလေတယ်သို့တော့ရာနုငတ်လေးရဲ့စိတ်ထဲမှာတော့ထိုဗျိုင်းအဖိုးအိုကြီးရဲ့အကြောင်းကိုသာတွေးနေမိတော့တယ်ဒီနေ့မှရာနုဟာလင်းယုံငှက်ကြီးတစ်ကောင်ရဲ့ဘေးပတ်လည်မှာငှက်များစွာဝန်းရံနေတာကိုမြင်လိုက်ရပါတယ်ဒီလင်းယုံကငါတို့တောအုပ်ကမဟုတ်ဘူးထင်တယ်ပြီးတော့ဒီငှက်တွေအားလုံးကဒီလင်းယုံကိုဘာလို့လေးစားသမှုနဲ့ကိုးကွယ်နေကြတာလဲငါသွားပြီးစူးစမ်းရမည်ဟုဆိုကရာနုငငယ်ဟာပြန်တန်းရောက်ရှိလာပြီးအနက်ရောင်ချီကန်တကောင်ကိုမေးလိုက်လေတယ်ငါတို့တောအုပ်ကငှက်တွေအားလုံးကဒီလင်းယုံရှေ့မှာဘာလို့ထိုင်နေကြတာလဲပြီးတော့ဒီလင်းယုံကလည်းငါတို့တောအုပ်ကမဟုတ်ဘူးထင်တယ်ဟုမေးလိုက်လေတယ်ထိုကကြီးနက်ကဒီလင်းယုံဟာတာမန်လင်းယုံတကောင်မဟုတ်ဘူးသူကအံ့ဖွယ်စွမ်းရည်နေရှိတဲ့ထူးခြားတဲ့လင်းယုံတကောင်ဖြစ်ပြီးဒီမှာရှိတဲ့ငှက်တွေအားလုံးကသူတို့ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက်သူ့စီမှာလာမင်းနေကြတာဟုကြီးနက်ကပြောလိုက်လေတယ်ရာနုငငယ်ကမြုံကြီးဟန်ဖြစ်ကြီးနက်ကိုမင်းစီကဒီလိုမဟုတ်မမှန်တဲ့စကားတွေကိုကြားရလိမ့်မယ်လို့ငါမမျှော်လင့်ထားဘူးဟုပြောလိုက်လေတယ်ထိုချိန်မှာပဲလင်းအောင်ငှက်ကြီးကရာနုငငယ်ကိုကြည့်ပြီးငါကပညာရှိတယောက်တော့မဟုတ်ဘူးဒါပေမဲ့ငါမှအံ့ဖွယ်စွမ်းအားတွေတကယ်ရှိတယ်မင်းယုံကြည်ဖို့အတွက်ငါဘာလုပ်ပေးရမလဲဟုပြောလိုက်လေတယ်ထိုအခါရာနုငငယ်ကငါတို့တောအုပ်ထဲမှာအိုမင်းနေတဲ့ဗျိုင်းတစ်ကောင်ရှိတယ်သူကအိုမင်းနေတဲ့အတွက်အမဲမလိုက်နိုင်ဘူးသူဟာစာလောင်နေတာရပောင်းများစွာရှိနေပြီပြီးတော့ကန်ထဲကငါးတွေကလည်းအဲ့ဒီဗျိုင်းကိုလှောင်ပြောင်ပြီးထွက်ခွာသွားကြတယ်တကယ်လို့မင်းဟာအံ့ဖွယ်လင်းအောင်တကောင်ဆိုရင်အဲ့ဒီဗျိုင်းကိုလူငယ်ပြန်ဖြစ်အောင်တခုခုလုပ်ပေးပါဟုရာနုကတောင်းဆိုလိုက်ပါတယ်ရာနုငှက်ဤစကားကိုကြားတော့အခါလင်းအောင်ငှက်ကြီးဟာငါတို့ဟာသဘာဝတရားကြီးရဲ့စီးမြင်တွေကိုဆန့်ကျင်ပြီးဘာမှမလုပ်သင့်ဘူးအိုသွားတဲ့သူကိုအိုခွင့်ပေးလိုက်ပါမင်းကသဘာဝတရားရဲ့စီးမြင်တွေကိုနားမလည်သေးဘူးနောက်ကြမှာနောင်နာမရစေနဲ့ဟုပြောလိုက်လေတယ်ထိုအခါရာနုငှက်ငယ်ကမင်းကဆွမ်းအားရှိတဲ့ဆိုပြီးဒီကငှက်တွေကိုလိန်ညာပြီးလှည့်စားနေတာလားဟုဒေါသထွက်ကမေးလိုက်ပါတယ်ထိုစကားကိုကြားတော့အခါလင်းယုံကြီးကကောင်းပြီမင်းကဒီဗျိုင်းဝကြီးကိုပြန်ပြီးငယ်ရွယ်စေချင်တဲ့ဆိုရင်ဖြစ်စေရမည်ဟုဆိုကမြေပြင်ပေါ်ရှိအစေးတစေးကိုကောက်ယူပြီးရာနုငှက်ငယ်စီပစ်ပေးလိုက်ပါတယ်လင်းယုံငှက်ကြီးကရာနုကိုဒါဟာအံ့ဖွယ်စွမ်းရည်နေနဲ့မန်တရွတ်ထားတဲ့အစေးတစေးပဲဒီအစေးကိုဗျိုင်းဝကြီးကိုကျွေးလိုက်ပါဗျိုင်းဝကြီးဟာလူငယ်ပြန်ဖြစ်ပြီးသူမှလူငယ်ဘဝရဲ့စွမ်းအားတွေပြန်ရလာလိမ့်မယ်လို့ပြောလိုက်ပါတယ်လင်းယုံကြီးရဲ့စကားကိုကြားတော့အခါရာနုငှက်ငယ်ဟာအစေးကိုယူပြီးရေကန်ဘေးမှာထိုင်နေတဲ့ဗျိုင်းဝကြီးထံချက်ချင်းပြန်တန်းသွားကဖြစ်ပျက်အလုံးကိုပြောပြလိုက်ပါတယ်
ကြီးပြူကမင်းအကြောင်းငါ့ကိုပြောပြတော့ငါအရန်စိတ်မကောင်းဖြစ်မိတယ်ဒါကြောင့်မင်းအတွက်အံ့ဖွယ်အစေတစိတ်ကိုယူလာခဲ့တာမင်းဒီစိတ်ကိုစားလိုက်တာနဲ့လူငယ်ပြန်ဖြစ်သွားပြီဗိုက်စာတော့မှမဟုတ်ဘူးဘယ်သူမှလည်းမင်းကိုလှောင်ပြောင်တော့မှမဟုတ်ဘူးပြောလိုက်ပါတယ်ရှာနုငတ်ဤစကားကိုကြားတော့အခါဗျိုင်းကိုကြီးဟာပျော်ရွှင်သွားပြီးမင်းကတကယ်ကိုကောင်းတဲ့သူပဲဟုပြောလိုက်ကထူထူခြားသောအံ့ဖွယ်အစေကိုစားလိုက်သည်နှင့်တပြိုင်နက်လူငယ်အသွင်ပြန်ဖြစ်သွားပါတော့တယ်ဗျိုင်းကိုကြီးကလူငယ်အသွင်ပြန်ဖြစ်သွားသည့်အတွက်ရှာနုငတ်ငယ်ဟာပျော်ရွှင်စွာထွက်ခွာသွားပါတော့တယ်ရှာနုငတ်ငယ်ထွက်ခွာသွားသည့်နှင့်ဗျိုင်းကငါအခုလူငယ်ပြန်ဖြစ်သွားပြီဒီကန်ထဲကငါးတွေအကုန်လုံးကိုစားပစ်မယ်ဟုကြုံသွားလေတယ်ထိုချိန်တွင်ဗျိုင်းသည်လှပသောငါးတစ်ကောင်ကိုတွေးလိုက်ရသဖြင့်သူ့ရဲ့နှုတ်သီးနဲ့ထိုးကဖမ်းဆုပ်လိုက်ပါတယ်ငါလှလှလေးကဗျိုင်းကိုကျမကိုလွတ်ပေးပါဟုပြောလေတယ်မင်းကငါရဲ့အစားအစာပဲမင်းတယောက်တည်းသာမဟုတ်ဘူးဒီကန်ထဲမှာရှိတဲ့ငါးတွေအကုန်လုံးကငါရဲ့အစားအစာတွေပဲငါအကုန်စားပစ်မယ်ဟုပြောကထိုငါးလေးကိုစားလိုက်ပါတော့တယ်ညနေပိုင်းအထိဗျိုင်းဟာရေကန်ထဲကငါးတစ်ဝက်ကိုကုံစင်အောင်စားပစ်လိုက်ပါတယ်ရသာရှိတယ်လို့ထင်ရတဲ့ငါးများကိုသာစားလိုက်ပြီးရသာမရှိသောငါးများကိုရေကန်ကမ်းနားသို့ပြစ်လိုက်ရာထိုငါးများမှာလူလိမ့်ငါတည်ဆုံသွားကြပါတယ်နောက်တစ်နေ့မှာကြီးပြူဟာသူ၏သားငယ်ကိုပြန်တန်းပုံသင်ကြားပေးနေရင်ထိုနေရာမှာဖြတ်တန်းသွားခဲ့ပါတယ်လူငယ်ပြန်ဖြစ်နေသောဗျိုင်းကိုတွေ့လိုက်ရတဲ့အခါမင်းလူငယ်ပြန်ဖြစ်နေတာတွေ့ရလို့ငါရမ်းပျော်တယ်ဟုပြောလိုက်ပါတယ်ထိုအခါကြီးပြူ၏မျက်လုံးဟာမြေပြင်ပေါ်ရှိတည်ဆုံနေသောငါးများစီသို့ရောက်သွားပါတယ်ဒါတွေကရေကန်ထဲကငါးတွေပဲဟုကြီးပြူကပြောလိုက်ရာဗျိုင်းကမင်းညာကဘာဖြစ်သွားမှမသိဘူးငါးတွေအားလုံးရေကန်ထဲကနေထွက်လာပြီးလူလိမ့်ငါတည်ဆုံသွားကြတယ်ဟုပြောလိုက်ပါတယ်ဒီငါးတွေကမင်းကိုလှောင်ပြောင်ခဲ့တာပဲဒီလိုပဲဖြစ်သင့်ပါတယ်ငါမှအရေးကြီးတဲ့အလုပ်တစ်ခုရှိနေလို့ငါရသားလေးကိုခဏလောက်ကြည့်ပေးထားလို့ရမလားဟုကြီးပြူကမေးလိုက်ပါတယ်ရတာပေါ့ဘာလို့မရမှာလဲမင်းစိတ်အေးထားပြီးမင်းလုပ်ကိုပြီးအောင်လုပ်လိုက်ပါအဲ့ဒီချိန်ထိငါမင်းရဲ့သားကိုယူဆိုင်ပေးထားမယ်ဟုဗျိုင်းကပြောလိုက်ပါတယ်ကြီးပြူထွက်ခွာသွားသည်နှင့်တပြိုင်နက်ဗျိုင်းဟာကြီးပြူရဲ့သားငယ်လေးကိုစူးစိုက်ကကြည့်နေခဲ့ပါတယ်ဗျိုင်းဟာစိတ်ထဲကနေငါလူငယ်ဖြစ်တုန်းကကြီးကန်းသားကိုတစ်ခါစားခဲ့ဘူးတဲ့ကြီးကန်းသားကငါရဲ့အကြိုက်ဆုံးအသားပဲငါကအခုလူငယ်ပြန်ဖြစ်သွားပြီဆိုတော့ဒီကြီးကန်းရဲ့သားကိုဘာလို့အရသာမခံလိုက်ရမှလဲဟုတွေးလိုက်ပါတယ်ထိုချိန်တွင်ထိုကြီးပြူရဲ့သားငယ်ကဗျိုင်းကိုဘာဖြစ်လို့ကျွန်တော်ကိုဒီလောက်ထိစူးစူးဆိုင်ဆိုင်ကြည့်နေရတာလဲဟုမေးလိုက်ပါတယ်မင်းကိုကြည့်ပြီးငါရဲ့ဗိုက်စာမှုကပိုတိုးလာပြီဟုပြောကကြီးပြူရဲ့သားငယ်လေးကိုတက်ပြီးစားပစ်လိုက်ပါတယ်ခဏကြာတွင်ကြီးပြူဟာထိုနေရာသို့ပြန်ရောက်လာပြီးသူ၏သားငယ်ကိုမတွေ့ရသောအခါဗျိုင်းကိုငါရဲ့သားငယ်လေးဘယ်ရောက်သွားတာလဲဟုမေးလိုက်ပါတယ်ထိုအခါရေကန်ထဲကငါးတစ်ကောင်ငါထွက်လာပြီးကြီးပြူကိုမင်းရဲ့သားငယ်လေးကိုဒီလောဘကြီးတဲ့ဗျိုင်းကစားလိုက်ပြီဟုပြောလိုက်လေတယ်ထိုအခါဗျိုင်းကဟုတ်တယ်စားလိုက်တော့ဘာဖြစ်လဲငါကကြီးကန်းသားကိုကြိုက်တယ်ပြီးတော့မင်းသားငယ်လေးရဲ့အသားကငါ့အတွက်အရန်ရတာရှိတယ်လို့ပြောလိုက်ပါတယ်ထိုအခါကြီးပြူကဒီတော့ဒီရေကန်ထဲမှာရှိတဲ့ငါးတွေကိုလည်းမင်းတက်ပစ်လိုက်တာလားဟုပြောကယာနုငတ်ငယ်ထံပြန်တန်းသွားပြီးအဖြစ်ပြအားလုံးကိုပြောပြလိုက်ပါတယ်ထိုအခါယာနုငတ်ငယ်ကငါအမှားကြီးမှားခဲ့ပြီးအဲ့ဒီဗျိုင်းကအိုနေတာဖြစ်တဲ့နဲ့မင်းရဲ့သားငယ်လေးတည်ဆုံသွားတာကိုကြားရတော့ငါအရန်စိတ်မကောင်းဖြစ်မိတယ်ပြီးတော့ငါနောင်နာရနေမိတယ်အဲ့ဒီလင်းုံပြောတာအမှန်ပဲငါတို့ကသဘာဝတရားရဲ့စီမင်းတွေကိုမကစားသင့်ဘူးဟုပြောလိုက်ပါတယ်ယာနုငတ်ငယ်ဟာကြီးပြူကိုခေါ်ပြီးလင်းုံကြီးစီသွားပြီးအဖြစ်ပြအားလုံးကိုပြောပြကကျမကိုခွင့်လွှတ်ပါလင်းုံကြီးကျမရှင်ပြောတာကိုမယုံခဲ့ဘူးဒါပေမဲ့ရှင်ပြောတာမှန်တယ်ဟုဆိုကတောင်းပန်လိုက်ပါတယ်ဒုက္ခလင်းုံကြီးကအစေတစေကိုယာနုငတ်ငယ်ရှိသို့ပြစ်ပေးလိုက်ပြီးဒီအစေကိုအဲ့ဒီဗျိုင်းမော်ပစ်ချလိုက်ပါသူပြန်ပြီးအိုမင်းသွားပါလိမ့်မယ်ဟုပြောလိုက်ပါတယ်ယာနုငတ်ငယ်ဟာချက်ချင်းထိုအစေကိုယူကဗျိုင်းမော်ကိုပစ်ချလိုက်ပါတယ်အစေဟာဗျိုင်းခနာကိုထိတင်နဲ့ဗျိုင်းဟာပြန်လဲပြီးအိုမင်းသွားခဲ့ပါတယ်ငါဘာဖြစ်သွားတာလဲငါပြန်ပြီးအိုမင်းသွားပြီဟုဗျိုင်းကပြောလိုက်ပါတယ်ထိုအခါယာနုငတ်ငယ်ကဒေါသထွက်စွာဖြင့်ဗျိုင်းကိုမင်းကအိုနေတာပဲကောင်းတယ်ငါလုပ်ခဲ့တဲ့အမှားကိုငါပြန်ပြီးပြင်ဆင်လိုက်နိုင်မည်ဟုဆိုကထွက်ခွာသွားပါတော့တယ်ဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့သဘာဝတရားကြီးရဲ့စီမင်းတွေကိုမလွန်ဆန်သင်ကြောင်းနဲ့လောဘဟာအမြဲတမ်းပျက်စီးခြင်းတွေကိုဖြစ်စေနိုင်ခြင်းပဲဖြစ်ပါတယ်